ဒီကနေ့မြန်မာနိုင်ငံမှာကျန်းမာရေးတွေချို့တဲ့လာတယ်ဆိုတာဆေးရုံဆေးခန်းတွေလူစည်းနေတယ်ဆိုတာကောင်းတဲ့လက္ခဏာမဟုတ်ဘူးမစီကားအပ်တဲ့နေအဲ့တော့လောကမှာစားတော့ဆိုင်တွေကလည်းအများကြီးပေါ်တယ်ကိုယ်အိမ်လည်းကိုယ်ချက်စားကြတယ်အဲ့ဒီမှာအပြင်ကအစားအစာတွေစားမယ်ဆိုလို့ရှိရင်ယောဂဖြစ်ဖို့တွေကပို့ပြီးတော့ chance ဖြစ်လာများလာတယ်အခွင့်အလမ်းတွေများလာဘာတွေနဲ့ချက်ဘာတွေနဲ့လုံမှမသိဘူးစားလိုက်လို့ကတော့ရတာရှိမှာပေါ့သို့တော့စားသမျှကိုယ်ဝန်နဲ့ရောက်သွားတဲ့အခါမှာယောဂဖြစ်ဖို့တွေဖြစ်လာဒီလိုဆိုတာနော်ရတ္တတဏလို့ခေါ်တဲ့အရာဓာလေးခံပြီးတော့တယ်မစားသင့်ဘူးစားရဲဆိုတာသက်ရှည်ဖို့အတွက်စားအာဟာရဆိုတာအသက်ရှည်စေရမယ်မစားရရင်လူတွေဟာအသက်မရှည်နိုင်ဘူးခုနကမလိုအပ်တဲ့အစားအစာတွေမှာမလိုအပ်တာတွေပါလာလို့ရှိရင်ယောဂဖြစ်စေဆရာဝန်တွေကပြောတယ်အသားကင်တွေပါတယ်မိကျွန်းအောင်ကင်ထားတဲ့ပေါင်မုံလို့ဘာတော့အစားကျွန်းလို့မဲသွားတယ်ဆိုတာကာဗွန်ဓာတ်တွေပါလာအဲ့ဒါတွေစားလို့ရှိရင်လေကင်ဆာယောဂဖြစ်တယ်လို့ဒီလိုပြောတယ်ကင်ဆာယောဂဖြစ်စေနိုင်ကင်ဆာယောဂဖြစ်ဖို့ဆိုတဲ့အကြောင်းတရားတွေအများကြီးဖြစ်ပြီးဆိုမှလူတွေကကြောက်တာမဖြစ်ခင်ကတားဆီးရမယ့်ကိစ္စတခုဖြစ်မှကြောက်တယ်ဆိုတာမလိမ္မာရမရောက်ပေဘူးလားနော်လိမ္မာရမယ်ကိုယ်အသက်ရှင်ဖို့အတွက်ကိုယ့်အကိုလိမ့်လိမ္မာမာစားတတ်တောက်တတ်နေတတ်ထိုင်တတ်ဖို့လိုအပ်တယ်အခုခေတ်အသားခင်ဆိုတာတွေကကြည့်အပူတိုက်လိုက်တာအတွင်းထဲကကြက်ချမှချက်မှာအပေါ်ကနေအပူတွေနင်းခံပေးလိုက်ပြီးအတွင်းထဲကသွေးစသွေးနာလေးတောင်ရှိတဲ့အသားခင်တွေရှိတယ်ဘုန်းကြီးတို့တော့မစားပါဘူးဒါတွေအဲ့ဒါမျိုးတွေစားပါများလာလို့ရှိရင်ဘာဖြစ်လဲလို့ဆိုခုနယောဂတွေဖြစ်လာပြန်ခဏခေတ်မှာတော့အန္တရာယ်တွေအလုံးကိုများတယ်အစားတွေကဖြစ်တဲ့အန္တရာယ်တွေအလွန်များလာဓာတ်မြေဩဇာနဲ့စိုက်ထားတဲ့မြက်ကြီးတွေတိတ်တန်တယ်စိမ့်နေတာပဲအဲ့ဒီမြက်ကိုနိုးစားနွားမတွေစားနိုးစားနာမတွေစားပြီးတော့အဲ့ဒီမြက်တွေနဲ့စားပြီးတော့ကြီးလာတဲ့နွားမတွေနိုးကျင်တဲ့အခါနိုးရည်ထဲမှာဓာတ်ခွဲကြည့်လိုက်ရင်အဲ့ဓာတ်မြေဩဇာတွေပါနေတယ်လူမမြင်ရဘူးဓာတ်ပြောင်းသွားပြီဓာတ်မြေဩဇာကတတ္တိတွေကမြက်ကနေပြီးနွားနိုးတွေရောက်တယ်နွားနိုးတွေကရောက်တဲ့ဓာတ်မြေဩဇာတတ္တိတွေကလူတွေပိုက်ထဲကိုရောက်အောင်မယ်နော်အဲ့ဒီလိုနဲ့လူတွေဟာအသက်တိုးခြင်းကိုဖြစ်စေရတဲ့အကြောင်းတရားတွေလူတွေထဲမှာရောက်ကုန်တော့ကြဘာဖြစ်လို့မှမသိသိသွားပြန်ပြီယောဂရပြန်ပြီအဲ့တော့စားတော့တတ်ဖို့နေထိုင်တတ်ဖို့မြတ်စွာဘုရားကိုယ်တိုင်ကဟောတယ်လေအသက်တိုးတာဆိုတာဟာတဲ့အတ္တပယကာရီတဲ့ကိုယ်နဲ့မတော်တာတွေလုပ်တယ်အနေအထိုင်စားတော့မတော်တာတွေလုပ်တယ်တပ္ပယေနမတ္တကာရီကိုယ်နဲ့တော်တာကြတော့အတိုင်းအတာနဲ့မလုပ်ဘူးအလွန်ကျွံလုပ်တယ်အပရိနတ္တဘောစီခြေခဲတဲ့အစာတွေကိုစားတယ်ဒုတ်တိလောကိုကျင့်တရားတွေပြက်ပြားတယ်အရက်သေးစားတွေတောက်စားတယ်အကျင့်တွေမကောင်းဘူးအဲ့ဒါတွေဟာအသက်တူခြင်းရဲ့အကြောင်းတရားတွေပဲဘာနာတိပတ္တဝေရမဏိလို့ဆောင်းတည်လာခဲ့လို့အသက်လေးရှည်နေတော့လဲခုနလိုပြစ္ဆုတ်ပန်အကြောင်းတရားတွေကိုမထိမ့်သိမ့်ဘူးဆိုရင်အသက်တူနိုင်တယ်တဲ့ဒါမှတ်သားချရမယ်အချက်တွေပဲနော်မြတ်စွာဘုရားတရားဆိုတာလက်တွေ့မှတ်သားရတယ်လက်တွေ့လိုက်တာမလိုက်နိုင်ရင်အကျိုးမရှိဘူးလေစဉ်းစားကြည့်ပေါ့ဆေးဆိုတာပလင်းနဲ့ထက်ခေါင်းရင်းထောင်ထားရုံနဲ့ယောဂပျောက်ပါမလား
ဆေးဆိုတာတောက်မှဆေးကယောဂါကိုပျောက်စေမှာလေယောဂါရှိလို့ဆေးတော့ပေးထားပါရဲ့မတောက်ဖြစ်ဘူးဆိုရင်ဒီဆေးရဲ့အာနိသင်ရနိုင်မှာမဟုတ်ဘူးမြတ်စွာဘုရားအဆုံးအမကလည်းအဲ့တိုင်းပဲဘုရားအဆုံးအမတဲ့အတိုင်းလိုက်နာမလိုက်နာဘူးဆိုရင်သက်ရှိမှုဆိုတာရမှာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားကအသက်ရှိစေတတ်တဲ့အကြောင်းတွေကိုလည်းဟောတယ်အသက်ရှိစေတတ်တဲ့အကြောင်းကဘာလဲဆိုရင်တပ္ပယကာရီကိုယ်နဲ့တင့်တယ်တယောက်ပတ်အောင်နေတတ်ထိုင်တတ်တယ်ကိုယ်နဲ့တင့်တော်တဲ့ဥရုကိုယ်နဲ့တင့်တော်တဲ့ဣရိယာပုတ်ကိုယ်နဲ့တင့်တော်တဲ့နေရာဒီလိုတင့်တော်အောင်နေတတ်တယ်လို့ဆိုလိုတယ်တပ္ပယေမတ္တကာရီကိုယ်နဲ့တင့်တော်တယ်ဆိုအောင်တော့အတိုင်းအတာတစ်ခုနဲ့လုပ်တယ်တော်တယ်ဆိုပြီးတော့နင်းကမလုပ်ဘူးတင့်တယ်မြတ်တာအောင်လုပ်တယ်ဒါအသက်ရှည်ခြင်းအကြောင်းတရားတဲ့အပရိနတဘောစီကြေလွယ်တဲ့အစာကိုစားကြေခဲတဲ့အစာကိုမစားရဘူးတဲ့စားကြေခဲတယ်ဘာကြောင့်မစားရတော့ဆိုဆေးချမ်းထဲမှာအာယုဝေဒဆေးချမ်းမှာရောဂမူလံအစိမ့်နကံဆိုတာအစာမကြေခြင်းဟာရောဂမူလံယောဂအလုံးရဲ့အခြေအမြစ်ပဲလို့ဆိုလို့စားလိုက်တဲ့အစာတစ်ခုဟာကြေရမယ့်အချိန်မကြေဘူးဆိုလို့ရှိရင်ဗိုက်ထဲမှာဘာဖြစ်မလဲသိုးပုံမှာပဲပေါ့အဲ့ဒါကအစိတ်တောက်ဖြစ်လာပြီးတော့သွေးတွေသားတွေထဲမှာမစင်မကြယ်တွေယောဂတွေဖြစ်လာဒါမို့ရောဂမူလံအစိမ့်နကံလို့ရှေးကအာယုဝေဒဆေးချမ်းနေမှာအဲ့လိုဆိုတယ်အစိမ့်နကံအစာမကြေမှုဟာယောဂမူလံယောဂအလုံးရဲ့အရင်အမြစ်ပဲလို့သူပြောဒါမို့အစာကြေလွယ်တဲ့အစာကိုစားကြေခဲတဲ့အစာကိုရှောင်ရမယ်စားရင်နည်းနည်းစားရာယူစားနဲ့ဒီလိုဆိုလိုတယ်ပေါ့သီလဝါကုချင်းသီလရှိရမယ်ဗျမ္မစရိယဗျမ္မစာရီမြတ်သောအကျင့်ကိုကျင့်ရမယ်လို့ဆိုလို့ကာမဂုဏ်အာယုန်နဲ့အလွန်ကြုံမလိုက်စားရဘူးကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဥပုသ်ဆောင်တန်ဆောင်နေရမယ်ဒီလိုဆိုလို့တယ်နော်အဲ့ဒါတွေဟာအသက်ရှိခြင်းအကြောင်းတရားပဲဒီဘဝတွင်လိုက်နာလို့ရတယ်အတိတ်ဘဝဒီအောင်ကိုတွေးเสียမလို့ကိုမသိနိုင်တာမဟုတ်ဘူးသိနိုင်တယ်ဒါကမြတ်စွာဘုရားဟောတယ်နောက်တစ်ခုအသက်ရှိခြင်းအကြောင်းတစ်ခုကဘာလဲလို့ဆိုကုသိုလ်ကောင်းမှုသက်ရှိဖို့အတွက်မာနကိုချဘယ်သူဂယုစားရမှာတော့ဆိုတဲ့မာနကိုမထားပဲအဘိဝါဒနာတိလိတနေဆံဟုတ်တာပစာယိနောစတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခမလံလူတိုင်းကြားလဲကြားဘူးတယ်ရလဲရတယ်သို့တော်လိုက်နာจิตသုံးတာကြတော့ရှိကောင်းမှရှိသက်ရှိခြင်းလို့ရှိရင်အဘိဝါဒနာသီလအဘိဝါဒနာသီလဆိုတာအလေးအထအဘိဝါဒနာဆိုတာတယုတတိတလီတစားရှိခိုးတယ်အယုသိပေးတယ်ကိုယ်ရဲ့အတ္တိခါဂုံဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုယူသေးတယ်လေးစားတယ်အဲ့ဒီလိုယူသေးလေးစားတဲ့အလေးအထရှိတဲ့ပုဂ္ဂိုလ်ဟာမာနတွေကောဓာတွေလို့ဆိုတဲ့ခက်ထန်တဲ့အားတွေတခုမှမရှိဘူးစိတ်နှလုံးဟာအေးချမ်းစိတ်နှလုံးအေးချမ်းပြီးတော့ကိုယ်ရကြီးတဲ့လူကြီးသူမတွေကိုလေးစားသောအဖြစ်လူကြီးသူမတွေကကိုယ့်အပေါ်မှာမေတ္တာတက်ရောက်တယ်မိမိကိုယ်တိုင်ကလည်းမေတ္တာတက်ရောက်တယ်အများကလည်းကိုယ့်အပေါ်မှာမေတ္တာတက်ရောက်တယ်မေတ္တာခြုံတော့လုံးနေဆိုတာလိုပဲကိုယ်လည်းစိတ်ချမ်းသာပတ်ဝန်းကျင်လည်းစိတ်ချမ်းသာမှုတွေလွှမ်းမိုးထားတဲ့နှလုံးသားပိုင်ရှင်ဟာနှလုံးရောဂါဖြစ်ဖို့အခွင့်အလမ်းသိပ်မရှိတော့စိတ်နှလုံးဟာအေးချမ်းလာနေဆံဝဋ္ဌပစာယိနောအတ္တိကဂုံဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတယ်ယုသေးတယ်လေးစားတယ်ရှိခိုးတယ်အဲ့ဒီယုသေးလေးစားမှုဟာအသက်ရှိခြင်းအကြောင်းတရားပဲတဲ့ဒါကိုယ်တိုင်လှုပ်လို့ရတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးပြောတယ်မြတ်စွာဘုရားကဟောတယ်
အသက်ရှိခြင်းအသက်ရှိပါစေလို့ဆုတောင်းနေုံနဲ့မရဘူးတဲ့သက်ရှိခြင်းအကြောင်းတရားကိုလုပ်ရမယ်လို့ဆိုတယ်ဒီမှာတစ်ခုတည်းကိုပြထားတာကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားရှိခိုးတဲ့အလေးအထရှိရမယ်အတ္တဒိဋ္ဌကုံဟာကြီးတဲ့ပုဂ္ဂိုလ်ကိုရိုသေလေးစားရှိခိုးအားထားခြင်းဟာကိုယ့်အတွက်အသက်ရှိဖို့အတွက်ကုသိုလ်ကောင်းမှုတွေကိုယ်မှာဖြစ်တယ်ဒါဖြင့်ဘယ်လိုရှိစေတာတုံးလို့မေးမယ်ဆိုရင်လူတွေမှာအသက်အန္တရာယ်ဆိုတာကြုံကြုံလာတတ်တယ်ကံတရားကတော့အသက်ကိုဆုံးဖြတ်ထားတာရှိကောင်းရှိနိုင်တယ်ကိုလုပ်ခဲ့တဲ့ကံတရားဟာဘယ်ချိန်ကုန်မယ်ဆိုတာကိုမသိဘူးတခါတလေကံတရားကရှည်ခြင်းရှည်နေမယ်အဲ့ဒီခုလိုကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ရှိခိုးခြင်းအလေးအထကိုယ့်ရဲ့အသက်သိက္ခာကုံဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားခြင်းဆိုတဲ့အလေးအထဘာကိုရှောင်တာတုံးလို့ဆိုလို့ရှိရင်မရှိသေးတဲ့အသက်ကိုရှိလာအောင်မရှိသေးတဲ့အသက်ကိုရှည်လာအောင်သူကဆွဲဆန့်ပေးတာလားလို့ဆိုအဲ့လိုတော့မဟုတ်ဘူးဟောအဲ့လိုတော့မဟုတ်ဘူးဆိုပါစို့လူတယောက်ဟာသူကံတရားရဲ့စွမ်းအားကသူလူဘဝရောက်ရင်အသက်50အနှစ်ပေါင်း50နေနိုင်တယ်ဆိုပါစို့ပုံမှန်အားဖြင့်ဆိုရင်သူအသက်50ရှိမယ်တယောက်ကအသက်80ရှိမယ်ဆိုပါစို့ကံအားလျော်50ရှိတဲ့လူအသက်ရှိတဲ့လူကံအားလျော်ဆိုတာတယောက်နဲ့တယောက်မတူဘူးဒါဖြင့်အဘိဝရဏသီလိတ္တအရာအသက်ရှိတယ်ဆိုတာဘယ်ဟာကိုပြောတာတုံးဆို50အသက်ရှည်မဲ့ပုဂ္ဂိုလ်ဟာအသက်50အပြည့်အဝရှည်သွားနိုင်တယ်အသက်80ရှည်မဲ့ပုဂ္ဂိုလ်ဟာလည်းအသက်80ပြည့်အောင်နေနိုင်တယ်လို့ဒီလိုဆိုလိုတယ်ကြားထဲမှာဘာဖြစ်လာတာတုံးလို့ဆိုအသက်ရဲ့အန္တရာယ်နားလည်အောင်ပြောရင်ဒုံခွင်းဒုံပေါ့နော်ကောင်းကင်မှာဒုံပြန်ကြီးလွတ်လိုက်လို့ရှိရင်လွတ်လိုက်တဲ့အချိန်အဝါတိုင်းဒုံပြန်ကသွားမှာပဲဘယ်နှမိုင်ရောက်တယ်ဆိုတဲ့အတိုင်းဒါသူ့အတိုင်းဒါတိုင်းစွမ်းအားရှိသလောက်ဒုံပြန်ကြီးကသွားနေမှာသို့တော့ဒုံခွင်းဒုံနဲ့မိသွားရင်တော့ပြုတ်ကြမှာပဲသူ့အချိန်ကိုကြားဖြတ်ပြီးတော့ဝင်လာတာအန္တရာယ်ဆိုတာကြားဖြတ်ဝင်တာကိုအန္တရာယ်လို့ခေါ်တယ်သူကုသိုလ်ကအသက်50ရှည်ရမယ်လို့ဆိုတဲ့အခါမှာဒုံခွင်းဒုံအန္တရာယ်လို့ကြားမှာအန္တရာယ်အသက်ရှိခြင်းရဲ့အန္တရာယ်အဟံတားတွေဆိုတာဖြစ်လာတယ်ဥပမာနေမကောင်းထိုင်မသာဖြစ်တာတို့နော်ငှက်ဖျားယောဂမိတာတို့နာစေးတာတို့ကအစယောဂဝေဒနာတစ်ခုဝင်လာတာတို့အဲ့ဒါလို့အန္တရာယ်တစ်ခုကျုံလာပြီဆိုလို့ရှိရင်ခုနကအဘိဝရဏသီလိတ္တနေသံဟုတ်တာပစာယီနောဖရာတရားတန်ခါယရဏသုံးပါးရှိခိုးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားစွာရှိခိုးတာပဲဖြစ်ဖြစ်အဲ့ဒီရှိခိုးမှုဝန္ဒနာကုသိုလ်ဟာဒီအန္တရာယ်တွေကိုရှောင်ရှားလိုက်နိုင်တယ်လို့ဒီလိုပြောတယ်အန္တရာယ်တွေဖြစ်လာမှမဖြစ်တော့ဘူးမဖြစ်တော့သည့်အတွက်ကြောင့်အသက်50ရှည်ရမယ့်ပုဂ္ဂိုလ်သည်ရှည်သွားတယ်အသက်80ထိအောင်နေရမယ့်ပုဂ္ဂိုလ်သည်အသက်80အသက်100နေရမယ့်ပုဂ္ဂိုလ်ဆိုလဲ100ပြည့်အောင်နေရတယ်ဒီလိုဆိုလိုတာနော်အဲ့တော့ဈာမှာဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကိုရှောင်ရှားနိုင်ဖို့အတွက်ကုသကောင်းမှုဆိုတာလုပ်ပေးရတယ်ဒါကိုပဲတချို့ကျတော့ဘေးရင်သွားမေးပြီးတော့ရရခြေတာတွေပဲလှုပ်ကြနေ့စဉ်နဲ့မြတ်ဘုရားရှိခိုးနေမယ်ကောင်းတာတွေများများလုပ်နေမယ်ဆိုရင်ဒီကုသိုလ်ကကိုယ်ကိုအန္တရာယ်ကင်းစေမှာကြည့်ပဲကောင်းတယ်အန္တရာယ်ကင်းစေတယ်အဲ့ဒီအန္တရာယ်ကင်းစေတတ်တဲ့ကုသိုလ်တွေထဲမှာအဘိဝါဒနာသီလိတ္တနေသံဟုတ်တာပစာယီနောဆိုကုသိုလ်တစ်ခုပါဝင်ဖြစ်တယ်ဒါကြောင့်မလို့ဘုရားမှန်မှန်ရှိခိုးတာတို့ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားတာမိဘတွေကိုစိတ်ဆင်းအောင်မလုပ်ဘူးပြန်မပြောဘူးမိဘကိုရိုသေလေးစားတယ်ဘိုးဘွားတွေကိုရိုသေလေးစားတယ်ကိုယ့်ရဲ့အသက်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားတယ်
ယူသေးလေးစားခြင်းကြောင့်မိမိရဲ့စိတ်နှလုံးဟာအငြိမ်မှုကိုရမိမိရဲ့အတ္တဒိဋ္ဌာကြီးဝါတဲ့ပုဂ္ဂိုလ်တွေလည်းမိမိဒီဟုသောအကြောင်းကြောင့်စိတ်ဆင်းရဲမှုကကင်းဝေးကြတယ်အပြန်အလှန်တယောက်နဲ့တယောက်အပူဓာတ်မရပဲနဲ့အေးဓာတ်ကလေးတွေနဲ့ဒီလိုနေသွားရင်စိတ်နှလုံးဟာကျမ်းမာချမ်းသာလာအဲ့ဒီနှလုံးကျမ်းမာလာသည့်အတွက်ကြောင့်သက်ရှိတာအကြောင်းအကျိုးကဒီလိုဆက်တာနော်အဲ့လိုဆိုလို့တယ်အဲ့တော့အသက်ရှိခြင်းလို့ရှိရင်သက်ရှိခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ရမယ်လို့ဒီလိုဆိုတာခုပြောခဲ့တာတွေပြန်ပြီးတော့ချုပ်ကြည့်မယ်ဆိုရင်သီလဆောင်ထိန်ရမယ်ကုသိုလ်ကောင်းမှုတွေလုပ်ရမယ်ကမ္မဋ္ဌာန်းဘာဝနာပွားများပြီးစိတ်နှလုံးအေးချမ်းအောင်နေရမယ်အစားအသောက်နဲ့ပတ်သက်ပြီးတော့ဆင်ញင်ရမယ်မတည့်တာတွေမစားရဘူးတဲ့တာတောင်မြတ်မြတ်တာတာစားရမယ်ရတတနာလို့ကြိုက်လို့စားတာမျိုးမဖြစ်စေပဲနဲ့စားသမျှဒီကိုယ့်အတွက်အကျိုးဖြစ်တဲ့အစားအစာဖြစ်စေဖို့ဘယ်အစားအစာစားရင်ကောင်းတယ်ဘယ်အစားအစာကလူကိုယောဂဖြစ်စေတယ်မတည့်တာရှောင်မယ်တဲ့တာစားမယ်ဆိုတဲ့အသိစိတ်ဓာတ်ကလေးတွေနဲ့နေထိုင်သွားမယ်ဆိုရင်လူသက်တမ်းစိနေနိုင်တယ်သက်ရှိတယ်ဆိုတာအဲ့ဒါပြောတာနော်